စီမုန်းတော့ကျွန်တော်တော့မုန်းတော့တေးပြီဗျာမမကြီးဆိုတယ်ကျမအမောက်အဲ့မှာပေါ်ပြီးတော့နှိမ့်ဆက်ထားတာလေနေမတိုင်းရှောင်ပြနေကြောင်စက်ကိုပိုက်ထားတာနော်နေကိုရဲ့တာရင်မဟုတ်တော့လဲငါသိတယ်ကျွန်တော်ကပြက်စီတာစိတ်ပြတ်ဖို့ကောင်းလိုက်တယ်လက်ကားမိသားစုကိုကြီးအရန်သိကျင်နေတဲ့ကိစ္စတွေကိုခက်တာသိထားသလောက်ပြောပြရှင်နေပါဘူးတီရောတပည့်သားပါဗျာတက်တော့တက်သိလိုက်တယ်ပဲကောင်းတယ်ပြပြနော်နင်းတို့ညီမမြောင်ဘတော်မှပြတ်မတွေ့တော့ဘူးကိုကကိုမင်းတော့ကိုလည်းကြိုးစွချင်တာကိုကဝရီအတွက်ရှေ့ဖြောဒါမျိုးဖြစ်တော့ပါလားစနို့ကွာတယ်ဒီမာမီကိုဘာစိတ်ထိတိုက်လဲဟမ်ကောခုနဖေဖေနဲ့ပါပြီအမွေကိစ္စတနေရာအတွက်ကိုဝင်တိုးစင်တာခုမှမတ်တက်နေပြီပေါ့မမနင်းစီမယုံနိုင်ခဲ့ဘူး